ဒီကိုကြီးကငါတနေ့ရမှာမြင်မှုနဲ့တို့ပဲ ပမာမြင်ဘူးတော့လဲ အိမ်မထဲမှာငါအိုတက်ကင်တာဟုတ်ပါပြီဟိုဘက်ကစတန်နေကြီးပဲဟဲ့ငါအာတီမိတ်ဘယ်လိုသုံးရမလဲရေသူမရဲ့နေလောဆယ်တော့ငါ့ကိုလှုပ်ထားလိုက်ငါအာတီမိတ်ဖွင့်နေနဲ့ငါနဲ့ထိတ်တိုက်ရင်ဆိုင်ကြတာပေါ့ရှင်တို့တွေကလည်းအစောကြီးပဲဗဒက်တွေဆိုင်ကြတာငါအာတီမိတ်မဖွင့်သေးပါဆိုတော့ရောဝင်ထားလိုက်ပြီငါလည်းဟဲ့တကောင်ရောက်ရတယ်ဟဲ့ very good ဘလို့လဲဟိုကောင်မလေးလာလေရောနာနာနီစံခံယာယာအိုတက်မိုင်ဖွင့်နေပြီဟဲ့ဖလက်တိုင်းစကင်နဲ့လိုက်ပြီးဖွင့်နေရပြီးတော့မြင်ရမယ်အာဘာလဲငါလာပြီဟဲ့ဒီမှာ item မထွက်ဘူးမြတ်စွာဘုရားဘာလဲတာတယ်ရောက်ရင်တော့လုံးဝမင်းတုံပုံတော်တဲ့တော့ပြေးလာတော့ဟဲ့ရမစတန်ငါမပတ်စီလေးတော့ဖွင့်နေရမယ်ရမလားတော့မသိဘူးရပါလိမ့်ဟဲ့ပြောလိုက်တော့နောက်မှရေသူမလွဲဝိုင်ကောင်းလိုက်တော့ဟဲ့လုံးကြအောင်မရေသူမလွဲတော့မသွားပြီပေါ့မင်းစတာထုံမင်းစတာထုံရပြီလားငါလည်းလိုက်တော့မယ်တုံမလုံးအချင်းနဲ့ချင်းကောင်ကြည့်မယ်နော်အာဒီမိတ်တွေတော့အော်မင်းစစ်သားရဲ့စောကြီးတော့လားစမ်တီပဲငါအာဒီမိတ်မရသေးဘူးတုံပုံနာနာစက်ခန့်တုံဒီနေ့ခါရတော့ဗတဲ့မှာတာရနေငါပဲရှိရနော်နင်တို့တွေမမြင်ဘူးရင်ကြည့်ထားကြငါရဲ့ skill 1လေးကစာအိတ်လေးသိလားငါလျံငါစာရေးပြီးပေးထားတာဟိုတယ်မှာကူလာတောက်ရအောင်နဲ့ငါလျံလလောဆယ်တော့မတောက်ဘူးသေးဘူးငါရဲ့ favorite ကအိုတက်ပဲနော်ငါအိုတက်ကိုကန်လာတာငါဘယ်လိုကန်လဲဆိုတော့ငါသိလေးမမြောက်တတ်သွားပြီကဲဗတဲ့မှာလင်းနဲ့ကလိုက်အောင်မယ်နနာနီစံခါဦးယာရိကပြနဲ့အပေါကြီးလိုက်တော့မဆင်းလာတော့မှဂရုကတိုင်းဟိုင်ပေါ်နေဆင်းလာပြီဟဲ့ဂရုကတိုင်းရောတက်တော့ရက်တော့ရိုင်းဗီဒီယိုလေးကိုကြည့်ပေးကြတဲ့ပရိသတ်တို့တရားချင်းတောင်ကျေးဇူးများကြီးတင်ပါတယ်ပရိသတ်ကြီးရေနီကို copy လေးယူခဲ့ပေးဦးနော်အဲ့ဒါမှနီကိုအားရှိမှအဲ့ဒါမှမျိုးဗီဒီယိုတစ်တွေကိုဖန်တီးနိုင်ပါလေပရိသတ်ကြီးဟုတ်တယ်မလားတိတော့ဆိုအပေါင်းလေးနဲ့ခဲ့အောင်နော် follower 4သိန်းကျော်တန်းအကောင်ပြောတာ Let's know ရဲ့ order ရဲ့ Valentine skin ကိုတော့ standard ကိုတော့ 30% off discount ရရှိမှာဖြစ်ပြီးတော့ daily $1 ကိုတော့ 50% off discount ရရှိမှာဖြစ်ပါတယ် expo ထဲမှာဆိုလို့ရှိရင် Valentine skin နှစ်ကောင်အပြင် collector skin တွေ lucky box skin တွေ special skin တွေ elite skin တွေ normal skin တွေနဲ့ Valentine emote တွေ Valentine ပေါင်တွေနဲ့ coin တွေနဲ့တခြားသော item တွေလည်းပါဝင်ပါသေးတယ်တကယ်ချင်းကိုလည်း diamond 3200ကုန်ပြီးတော့လက်ဆောင်ပေးလို့ရပါသေးတယ်နော် TV shop ထဲမှာဆိုလို့ရှိရင်တော့ Valentine skin နှစ်ကောင်ကိုတော့ coin 920နဲ့လဲလို့ရမှာဖြစ်ပြီးတော့ collector skin တွေကိုတော့ coin 800နဲ့လဲလို့ရမယ် lucky box skin တွေကိုတော့ coin 640နဲ့လဲလို့ရမှာဖြစ်ပါတယ်ဒါအပြင်တခြားသော item တွေကိုလည်း coin လေးနဲ့လဲလို့ရသေးတယ်နော်ဒါအပြင် event draw တိုင်းမှာလည်း total rewards တွေထည့်ပြီးတာဖြစ်တဲ့ကြောင့်အဲ့တော့မှတစ်စင်း key နဲ့ coin တွေကိုလည်းရရှိမှာဖြစ်ပါတယ် premium supply မှာဆိုလို့ရှိရင်လည်း login ဝင်တာတွေ starlight ဝယ်တာတွေ diamond 300 test တွေပါဝင်မှာဖြစ်ပြီးတော့အဲ့အမှတစ်စင်း key တွေကိုလည်းရရှိမှာဖြစ်ပါတယ်